ပရိသတ်များမင်္ဂလာပါရှင်ဒီကနေ့တော့လွဲမာပြီးလှုပ်ဆောင်လေးရှိကြတဲ့ကျမ်းမာရေးအယူဆတွေအကြောင်းပြောပြမှာပါရှင်ပထမတစ်ချက်ကချွေးထုတ်ရင်ဝေးကြမယ်ဆိုတဲ့အယူဆပါတကယ်တော့ချွေးထုတ်တာကရေဓာတ်ပဲဆုံးရှုံးစေတာပါဝေးမကြစေနိုင်ပါဘူးနောက်ထပ်ကတော့ညဘက်အစာစားရင်ဝါမယ်ဆိုတဲ့အချက်ပါတကယ်တော့စားတဲ့ပမာဏနဲ့အမျိုးအစားပေါ်ပဲမူတည်ရပါပမာဏအများကြီးစားမယ်ပြီးတော့ဝါစီနိုင်တဲ့အစီအစိမ့်နဲ့အချိုတွေစားရင်ညဘက်ပဲစားစားနေ့ဘက်ပဲစားစားဝါစီနိုင်ပါတယ်နောက်တစ်ချက်ကဗီတာမင်စီစားရင်အေးမိတုပ်ကွေးပြောက်တယ်ဆိုတဲ့အယူဆပါဗီတာမင်စီကကိုယ်ခံအားကိုအားဖြည့်ပေးတယ်ဆိုပေမဲ့ဖျားမစားပေးလို့မရပါဘူးကိုယ့်ရဲ့နည်းရဲ့အတိုင်းကျန်းမာရှင်လန်းစေဖို့နဲ့ဖျားနာခြင်းကနေကာကွယ်နိုင်ဖို့အတွက်နေ့စဉ်စားပေးရမှာဖြစ်ပါတယ်နောက်ထပ်ကအစာမစားပဲဗိုက်စာအောင်ထားရင်ဝေးကြမယ်ဆိုတဲ့အချက်ပါအစာလုံးဝမစားဘဲထားတာကဇီဝကမ္မဖြစ်စဉ်ကိုနှေးစေပြီးခန္ဓာကိုယ်ကအဆီတူလောင်မှုကိုပိုများစေပါတယ်။ဝေးကြဖို့ဆိုရင်ကယ်လိုရီကိုတင်တင်မြတ်တာစွာလျှော့စားပြီးအာဟာရပြည့်ဝအောင်စားဖို့လိုပါတယ်။ပြီးတော့အရင်နေ့သာတောက်ရင်ကျန်းမာရေးကောင်းစေတယ်ဆိုတာပါ။အမှန်တကယ်တော့အရက်ကသွေးတို့အသေးနဲ့နှလုံးရောဂါတွေဖြစ်စေနိုင်ပါတယ်။ကျန်းမာရေးအတွက်အရက်တောက်ပြီးရမယ်ဆိုတာကနည်းလမ်းမကျပါဘူးရှင်။အစီကိုလုံးဝရှောင်သင့်တာမဟုတ်ပဲခန္ဓာကိုယ်အတွက်ထောပတ်တည်နေကြစေမဖြစ်မနေစားပြီးတင်ပါတယ်။တနေ့တာအတွက်ကျန်းမာတဲ့ခန္ဓာကိုယ်ရရှိစေဖို့အစီမပါတဲ့လောက်စားပြီးမယ်ဆိုရင်ကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်နိုင်ပါတယ်ဆိုတာကိုအကြံပြုလိုက်ရပါတယ်ရှင်။